ဒီပုဂ္ဂိုလ်ဖြစ်တဲ့တော်လေးအောင်စုကိုလည်းအထူးကျေးဇူးတင်ပါကြောင်းပြောပြရစီစကားပြောဖို့အတန်မလုံလောက်ဘူးလေသူတယောက်ကိုဝိတ်ဖက်ဖို့တော့အင်အားရှိလို့အကိုလည်းဖြစ်တယ်ချစ်ရတော့ကိုချမ်းသာကိုကျေးဇူးအများကြီးတင်ပါတယ်ဒီကမှာဘာမှမထားဘူး။အဲ့ဒါတကယ်ကြီးစကားကြွေရောငါပြောရင်ငါရှုံးမယ်ဆိုပြီးသူမင်းကဆက်တာ။သူကနိုင်နေအပြောလို့ပြောတယ်။ကျွန်တော်တို့ဝင်ဖို့အတွက်ဆက်နေပြီးတော့တကယ်တည်းကနေပြီးတော့အားချိုးမှတဲ့ဒီအဖြစ်ကိုကျွန်တော်တို့မှာကုသိုလ်ကြီးမှာခေါ်ရင်ပြီးတဲ့အတွက်တကယ်တည်းအများကြီးကျေးဇူးလာတယ်တကယ်တည်းကျွန်တော်တို့အားလုံးပါကျွန်တော်နေနေမှာကျွန်တော်ဥစားကျွန်တော်ကျန်းလာတယ်အဲ့ဒါကျွန်တော်တို့ဝန်တာမှုကအချုပ်ကျရောက်သွားပြန်ပြောကျွန်တော်တို့26ရက်နေမှာအဲ့တော့ကိုမိုးရောကိုချမ်းရောကျွန်တော်တို့တွေဒီတက်ပြီပဲဒီဟာဒီလိုချင်းခါမျိုးမှာဒီလိုပွဲမျိုးကြီးကားပြီးနောက်ထပ်နေ့120တိုင်းကျွန်တော်တို့တွေတကယ်ကြီးလွယ်ပြီးအသက်ရှိရှိနဲ့စုံနေတော့နော်ကျွန်တော်တို့ရဲ့တပိတ်အမွေတွေနော်တားငယ်ဒီလိုကြောင်ခွဲပါအောင်ခင်ဗျကျွန်တော်တို့ရဲ့တက်နေတဲ့လူပညာဒီကိုလက်စင်ကအမွေပေးနေဒီရွှေလူပွဲကွန်ပျူတာကိုနှစ်ချိုက်သွားဖြင့်အားလုံးဘယ်မှာရှိသွားဘယ်ရပြီးဝါဝိသပါပြီဆိုဘယ်မှာပြည့်သွားစတောင်းနဲ့ပါနေနေကြီးမှပုံပြီးတော့တယ်ပုံလိုက်တိုးတယ်နော်ဒီမှာနော်နားလိုက်ဒီနားနေဘူးလေဘယ်လိုထပ်နေတာအင်္ဂလိပ်မယ်ဒီလိုဘာမှမမှန်ချက်အော်ဒီဘွဲက နေတော့မေတ္တာဆိုတော့စီတာလို့များ